တောတောင်တဘာဝအလှလေးတွေဝါယုံဝါတိုးတွေနဲ့တဘာဝနဲ့ချစ်ချစ်ချင်းရှင်တောင်ကျ3ရွာဟုတ်လားဖတ်ထောင်းတောင်ကျ3ရွာရဲ့အထက်ဆုံး1ရွာအော်ဒီရွာလားအပေါ်ဆုံး1ရွာအော်ဟာအန်ဒီတို့နေတဲ့ရွာကအလေတရွာအော်ဒါမိုးရရင်ရေတွေကျတယ်ထင်တယ်တောင်ကျချောင်းလားဟလားကျချောင်းဟိုမှာဆဲလားအော်ဆဲရှိသေးရပေါ့ဒီဝါးတွေပေါ်တော့ဒီမှာမြစ်တွေလည်းပေါ်မထင်တယ်ဟုတ်ကနော်မြစ်တွေကိုစားရုံကိုချိုးစားရုံကလို့ချောင်းကနေလာတယ်ရီတယ်ဟလားဒါလေးကလောချောင်းကလာတဲ့ရီပေါ့ဩအဲ့ဒါကိုမှဆဲခံထားတာတယ်မြောက်ရမှာခင်ရှင်ရီစားရီလဲထွန်တောင်ဩအိုးဒါဆိုဒါမိုးရင်းမှဆိုတရားရီအပြည့်ပဲပေါ့အဲ့လိုမျိုးဟာအဲ့ဆဲခုံလို့ခေါ်တာပါဩလဲခုံတောင်ဟိုတောင်ပေါ်မှာလဲတောင်ရတွေစိုက်တာပဲနော်ဒါဝါတော်ရေကြီးတော့အကုန်ပါသွားတာပေါ့ရှင်အပေါ်ကနေမျောလာတာပေါ့တိုက်စားပြီးပါလာဟုတ်ကြောက်ကြီးဖေးကြောက်တလုံးထဲပေါ်မှာတည်ထားတာကိုထင်တာတောင်ပေါ်တွေတက်ရအောင်ပဲထင်တယ်မတက်ရဘူးပဲဒီလိုတောင်ပေါ်တက်ရမယ်ထင်တယ်တရားဦးကြီးဖဲလည်းမတရားဘူးဒီဖဲလည်းဟိုဖဲဆရာနေမှာမမဂျပန်စာတွေရေးထားတယ်ဂျပန်စာတွေခဏကြာရေးဖတ်ဂျပန်တွေရောက်လာတာပေါ့ဟုတ်လားဆရာလားဖြစ်ဖတ်ဘူးဆရာလားဖြစ်ဖတ်ဘူးတယ်မခင်လားတိတဲ့ရှင်ဖြစ်ဖတ်ဘူးမဆိုတိတဲ့ဒီနားလောက်ထိရတယ်နော်အခဏကြည့်ရလေရတယ်ချုပ်ခဲ